အဲဒီခေတ်တစ်ခေတ်ရှိခဲ့နော်ရောမအင်ပါယာကွန်စတန်တိုင်းမင်းကနိုင်ငံတော်ဘာသာကိုဖိယဘာသာတည်ထောင်ပြီးနောက်ပိုင်းမှာစစ်တိုက်ပြီးတော့ဘာသာပြုခဲ့ကြတယ်နော်ခုစိတ်စုပ်ပွဲတွေဖြစ်ခဲ့ကြတယ်တော့အဲ့ဒီဘာသာပြုခြင်းနီးလန်းတွေကကြတော့မှန်ကန်တဲ့ဘာသာပြုခြင်းနီးလန်းမဟုတ်ဘူးကြောက်လို့သာဖိယလောက်ကြတာခရစ်တော်ကိုယုံတဲ့သူမဟုတ်ဘူးအခွင့်အရေးရဖို့ဖိယလောက်လာတယ်ခရစ်တော်ကိုယုံတဲ့သူမဟုတ်ဘူးအခွင့်အရေးရလို့ဘုန်းကြီးတွေဖြစ်လာကြတယ်ခရစ်တော်ကိုတည်တဲ့သူမဟုတ်ဘူးအဲဒါဖိယသာသနာကအဲ့ဒီချိန်မှာလုံးဝပျက်စီးသွားအဲ့ဒါကိုကျွန်တော်ဒီလိုသမိုင်းမှာအမှောင်လွမ်းတော့ that is the point လူတွေကခရစ်တော်ကိုမသိပဲနဲ့ခရစ်ယာန်ဖြစ်လာတဲ့အခါတမန်တရားမလွန်ဘူးတော့ပဲနော်သူတို့ရဲ့အယူအဆတွေသူတို့ရဲ့အတွေးပေါ်တွေပေဂန်လို့ခေါ်တဲ့သူတို့ရဲ့ရိုးရာကိုယ်ွယ်လူတွေကအတင်းတော်တဲ့ကိုတွတ်တွဲလာပြီးတော့အတင်းတော်ကအယူဝါဒလွဲမှားသွားပြီးတော့အတင်းတော်တဲ့လွဲမှားတဲ့အယူဝါဒတွေအများကြီးဖြစ်ပေါ်လာတာအတင်းတော်ကြီးကလုံးဝကြာရှုံးသွားတယ်လို့တွေ့ရတယ်။အဲကြောင့်သာသနာပြုခြင်းဟာမှန်ကန်တဲ့သာသနာပြုခြင်းဖြစ်ဖို့လိုအပ်တယ်။ကျွန်တော်တို့ခရစ်ယာန်ဖြစ်လာအောင်လှုပ်ဆောင်ခြင်းနဲ့ခရစ်ယာန်ပုံစံကိုတွတ်သွင်းခြင်းဟာစစ်မှန်တဲ့သာသနာပြုခြင်းမဟုတ်ပါဘူးဆိုတော့အခြေခံအားဖြင့်ဒီလိုပြောချင်ပါတယ်။ဒါသာသနာပြုခြင်းဆိုတဲ့အကြောင်းအရာပေါ်မှာအခြေခံတာဖြစ်တယ်။ဒီမိသားစုဘက်ကိုပေါ့။ကျွန်တော်ခေါင်းစဉ်ပေးထားတာမိသားစုနဲ့သာသနာပြုခြင်းဆိုတော့နော်အဲ့လိုတော့ကသာသနာဆိုစကားလုံးလေးကမြန်မာစကားမှာမြန်မာစကားလုံးသာသနာဆိုတာအဆုံးအမလို့သိကြရတယ်မြန်မာစကားသာသနာဆိုအဆုံးအမလို့သိကြရတယ်တုံ့ပြန်ခြင်းအဆုံးအမခြင်းလို့သိကြရှိတယ်အဲကြောင့်သာသနာပြုခြင်းဆိုတာမြန်မာလိုရိုးရိုးလေးပြောမှလို့ရှိရင်တော့ဖခင်ရဲ့တုံ့ပြန်ချက်စကားတွေကိုလူတွေကိုဆုံးမခြင်းတောပြခြင်းဘုရားရဲ့တရားစကားတွေကိုလူတွေလိုက်လာကျင့်သုံးလာဖို့လက်ခံယုံကြည်လာဖို့တုံ့ပြန်လမ်းပြဆုံးမခြင်းဆိုတဲ့အရာသာနာပြုခြင်းဖြစ်ပါတယ်။နောက်သာနာပြုခြင်းရဲ့အနက်တိတ်ပဲမိသားစုနဲ့ပတ်သက်ပြီးကျမ်းစာကပါပြောထားတယ်တတိခန်းကြီးငါခန်းရဲ့ရှစ်။ဘုရားကျွန်တော်ဒီနေ့အဓိကအခြေပြုကျမ်းပေါ့နော်။ဒီနေ့စဉ်းစားဆင်ခြင်တဲ့အကြောင်းအရာတွေရဲ့အခြေပြုကျမ်းတိမောသေဩဝါဒစာပထမဆောင်ခန်းကြီးမှာခန်းကြီးဖြစ်လက်ဆောင်ပါကြတာနော်မပိုင်ရဲ့ပါတဲ့သူတွေကဖုန်းထဲမှာပါမယ်ဆိုတော့တယောက်တော့နော်ဆိုပြီးဖတ်ပေးပါဦးတိခန်းကြီးမှာခန်းကြီးဖြစ်นี่ขัดเกวินแอบแบบคุณยังอยากกินไอ้ควนปีไอ้ควนซุมมีเตอาวานอกเกเลเอาหน้าอนุสยาหิตาทุ่มเรามีเจสามินเสจลายีဟုတ်တယ်မိမိလူတို့ကိုမပြုစုထိုမြတ်ကမိမိအိမ်သူအိမ်သားတို့ကိုမပြုစုတော်သူမိဒီကယုံကြည်ခြင်းတရားကိုညှင်းပယ်၏ယုံကြည်သူတို့သူထက်သာ၍ရုပ်ပါသည်မိသားစုကိုဂယုမဆိုင်ခြင်းနော်မိသားစုကိုမပြုစုခြင်းမိသားစုကိုပြစ်ပယ်ထားခြင်းကမယုံကြည်သူထက်သာပြီးတော့ရုပ်မာလို့ဖြစ်ပါတယ်အာတမချမ်းစာပြောတော့နော်ကျွန်တော်ပြောတာမဟုတ်ဘူးကြည့်ရတင်ကယုံကြည်သူတို့တင့်ကိုတင်ပြောပြီးတော့တင့်ရဲ့မိသားစုကိုတင်ကဂယုမဆိုင်ဘူးမပြုစုဘူးဆိုရင်အဲ့ဒီမယုံကြည်သူတဲ့ကိုပြီးရုပ်မာတော့သူဖြစ်တယ်ဒါမိသားစုနဲ့ပတ်သက်ပြီးတော့ဘုရားရှင်ကဘယ်လောက်ထိအလေးအနက်ထားတယ်မိသားစုကိုဘုရားရှင်ကဘယ်လောက်ထိဂယုစိုက်တယ်ဆိုတော့ဒီကျမ်းစာကပေါ်ပြနေတယ်ဖြစ်တယ်အဲကြောင့်မိသားစုအကြောင်းကိုစဉ်းစားရင်ကဘာဦးကျမ်းမှာမိသားစုကိုစတင်ပြီးတော့စခဲ့တာဘုရားလေနော်ကဘာဦးမှာနော်ကဘာဦးကျမ်းခန်းကြီး1ခန်းကြီး2မှာကြည့်လို့ရှိရင်ကမိသားစုရဲ့အစဘုရားကစတာလေတော့မိသားစုကဘာလောကကြီးမှာဘုရားခင်ထားခြင်းကသူ့ရဲ့ရည်ရွယ်ချက်ရှိတယ်အဲ့ဒါကျွန်တော်တို့ရဲ့မိသားစုဟာဘုရားခင်ရဲ့အကြံစီတော်ဘုရားခင်ရဲ့အလိုတော်ဘုရားခင်ရဲ့နိုင်ငံတော်ငယ်လေးတစ်ခုဖြစ်တယ်ဆိုတော့မမေ့ဖို့လို့အဲ့တော့စာရန်ကဒါကိုကောင်းကောင်းသိတယ်
တော့စာရန်ကမြဲတဲ့ဘုရားကိုစန့်ကျင်တဲ့သူဖြစ်တော့စာရန်ကဘုရားကိုတိုက်တဲ့နေရာမှာမိသားစုကိုအရင်ဆုံးတိုက်ခိုက်တယ်။တော့မိသားစုလည်းဒီနေ့စာရန်ရဲ့တိုက်ခိုက်ခြင်းကိုခံရတော့သူတွေဖြစ်တယ်ဆိုတော့ဘေးကိုလိုတဲ့အာရန်နဲ့အေဝါကြားထဲမှာစာရန်ဝင်လာတာကမိသားစုတိုက်ခိုက်ခြင်းအစပတူပဲ။ဒါကြောင့်ဒီနေ့စာရန်ကမိသားစုကိုတိုက်ခိုက်သလိုဒီနေ့ကျွန်တော်ရဲ့မိသားစုတွေကိုလည်းစာရန်ကတိုက်ခိုက်နေတယ်ဆိုတော့ကျွန်တော်မမေ့ဘူးလို့ရဲအဲ့တော့ကျွန်တော်ရဲ့အသက်တာတွေထဲမှာဖျားပေးထားတဲ့ခုနတစ်တိကံကြီးငါခိုင်းနေရှစ်ထဲမှာဖျားပေးထားတဲ့တာဝန်မိသားစုကိုကျွန်တော်တို့စောင့်ရှောက်ဖို့ရန်အတွက်တာဝန်ကိုဖခင်များအနေနဲ့ဂရုစိုက်ပြီးတော့စာရန်ရဲ့တိုက်ခိုက်ခြင်းကနေခုခံကာကွယ်ဖို့ရန်အတွက်ဖခင်တွေကတာဝန်ရှိနေတယ်ဒီစိုက်ဖို့လိုတယ်တော့ကျွန်တော်လေးနဲ့ဒီညမှာပြောချင်ပါတယ်တော့ဒါဖျားပေးတဲ့တာဝန်ဖြစ်တယ်မိသားစုကိုပြုစုဆောင်ရှောက်ဖို့ရအတွက်ဖခင်ကကိုဖျားပေးထားတဲ့ကြီးမားဆုံးသောတာဝန်ဖြစ်ပါတယ်သင်ခုနဆရာလည်းပြောခဲ့တယ်ကျွန်တော်တို့တွေကမိသားစုစားဝတ်နေရေးကိုပံ့ပိုးပေးပြီးငါရဲ့မိသားစုတာဝန်ကြည်ပြီးလို့ယူဆတတ်ကြတယ်အများစုကမဟုတ်ပါဘူးကျွန်တော်တို့ကိုဖျားပေးထားတာကမိသားစုတာဝန်ကြည်ဖို့ရန်အတွက်ပဲမဟုတ်ပဲနဲ့ဖျားပေးထားတဲ့တားသမီးတွေကိုလည်းဖျားနဲ့ထိတွေ့လာအောင်လှုပ်ဆောင်ဖို့ရန်အတွက်ဘုရားခင်ကတာဝန်ပေးထားတာဖြစ်တယ်။ဒါဟာမိသားစုရဲ့တာဝန်ဖခင်များရဲ့တာဝန်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိဖို့လိုတယ်။သင်မိသားစုမှာသင်ဟာအဓိကတာဝန်ခန့်အပ်ထားခြင်းခံရတဲ့သူဖြစ်တယ်။အဲကြောင့်စာရီထဲမှာဘယ်လိုပြောထားလဲဆိုတော့ဖခင်ဟာမိသားစုရဲ့သင်အုပ်ဆရာဖြစ်တယ်။ဖခင်ကမိသားစုရဲ့သင်အုပ်ဆရာဖြစ်တယ်။နောက်တစ်ခုကဖခင်ဟာမိသားစုရဲ့ missionary သာသနာပြုဆရာဖြစ်တယ်။ဒါကြောင့်သင်ရဲ့မိသားစုဟာသင်ရဲ့ပထမဦးဆုံးသောသာသနာပြုခွင့်ဖြစ်ပါတယ်။နော်သင်ရဲ့မိသားစုဟာသင်ရဲ့ပထမဦးဆုံးသောသာသနာပြုခွင့်သင်ကသာသနာပြုခြင်းနဲ့ဆိုရင်အဝေးကြီးကိုတွားပြီးတော့ငွေကြေးထောက်ပံ့ဖို့အရင်မစင်စားပါနဲ့သင်မိသားစုကိုအရင်ဆုံးသာသနာပြုဖို့ရအတွက်အရင်စဉ်းစားပါဒါဟာသင်ရဲ့သာသနာပြုခွင့်ဖြစ်တယ်အဲဒါကြောင့်ငါအိမ်ငါမိသားစုကငါရဲ့သာသနာပြုခွင့်ဖြစ်တယ်လို့အရင်ဆုံးသင်ခံယူလို့ရတယ်သင်ကိုယ်တိုင်ကသာသနာပြုเสียဖြစ်တယ်သင်ကိုယ်တိုင်ကဒီကျမ်းစာအသားကိုပြောမယ်ဆိုကျမ်းစကားကိုဆိုသင်ကိုယ်တိုင်ကသင်မိသားစုရဲ့ရှစ်ပရောဟိတ်မင်းဖြစ်တယ်သင်ဟာသင်မိသားစုရဲ့သင်အုပ်เสียဖြစ်တယ်ဒီကိစ္စနဲ့ပြောမယ်ဆိုတော့သင်ဟာသာသနာပြုခွင့်ဖြစ်တယ်ဆိုတော့မမေ့ဘူးအဲ့ဒါကအရင်အရေးကြီးတဲ့အချက်တစ်ချက်ပဲဟုတ်ပြီဒါဆိုရင်သာသနာပြုเสียတယောက်မှာဘာအရေးချင်းရှိဖို့လိုလဲဟာတရားသူသင်အုပ်เสียဖြစ်ပြီဗျာသင်တော့မိသားစုမှာတရားသင်အုပ်เสียဖြစ်ပြီမိသားစုမှာသင်ကယေဘရဟိမင်းဖြစ်ပြီမိသားစုမှာသင်ကသာသနာပြုเสียဖြစ်ပြီဆိုတော့သင်မှာသင်အုပ်เสียရဲ့အရေးချင်းသာသနာပြုเสียရဲ့အရေးချင်းရှိဖို့လိုတော့လေမဟုတ်လားဟုတ်ကဲ့ဒါဆိုလို့ရှိရင်သာသနာပြုเสียတယောက်မှာရှိရမယ်အရေးချင်းတရက်ကပါရှိနေနာဟုတ်ပြီပြပြတဲ့စိတ်ဆန္ဒနာဖြစ်စေခြင်းနဲ့ဆန္ဒစိတ်တခြားပါရှိအောင်လဲစေတနာမေတ္တာအနစ်နာโอเคအနစ်နာခံဟုတ်တော့ပြမယ်ကျွန်တော်တို့စီမှာမရှိတဲ့ຢာတစ်ခုကိုသူများကိုဘယ်တော့မှပေးလို့မရဟုတ်ပြီနော်တော့မှမရှိတဲ့ຢာတစ်ခုသူများကိုဘယ်တော့မှပေးလို့မရဘုရားကျော်ပြောခဲ့တယ်သာသနာပြုခြင်းဆိုတာခရစ်တော်ကိုလူအများသိကျွမ်းလာဖို့ယုံကြည်လက်ခံလာဖို့ဘုရားနိုင်ငံတော်တည်ထောင်ဖို့ဖြစ်တဲ့အတွက်ကြောင့်သင်ရဲ့အသက်တာထဲမှာသင်ဟာအရင်ဆုံးခရစ်တော်ကိုရရှိထားပြီးတော့သူဖြစ်ဖို့အဓိကအရေးကြီးဆုံးပဲသာသနာပြုဆရာတယောက်ကကယ်တင်ခြင်းစိတ်ချမှုမရှိသေးပဲနဲ့သာသနာပြုဆရာတယောက်ကကယ်တင်ခြင်းအကြောင်းဘာမှမသိပဲနဲ့သာသနာပြုဆရာတယောက်ကဖခင်ရဲ့နှုတ်ကပတ်တော်နဲ့တမန်တရားကိုမှန်ကန်စွာပိုင်းခြားနားလည်ခြင်းမရှိသေးပဲနဲ့သူများကိုဆရာကြီးတွားလို့မရအောင်သူများကိုခရစ်တော်ကြောင့်တွားပြောလို့မရအောင်သူများကိုခရစ်တော်နဲ့မိတ်ဆက်ပေးလို့မရအောင်
ယေရှုကိုယုံပြီးကယ်တင်ခြင်းရမယ်ဆိုတော့ကိုယ်တိုင်ကယေရှုကိုယုံလားမယုံလားမသိချာကိုယ်တိုင်ကကယ်တင်ခြင်းရလားမရလားမသိချာလားဘယ်လိုလုပ်ကြားလို့ယေရှုကိုကယ်တင်ခြင်းရမယ်သွားပြောလို့ရမလဲဟုတ်လားအဲ့အရေးကြီးဆုံးပဲနော်မျက်နှာခံခြင်းတွေစိတ်ဆန္ဒတွေထက်ဖြစ်ခြင်းမြတ်တာတွေသင်ကိုယ်တိုင်ဖြစ်တော်ကိုရတော့ဒီဖြစ်ဖို့ဟာသာသနာပြုစေရတဲ့အရေးကြီးဆုံးသောအရေးချင်းဖြစ်ပါတယ်သင်ကိုယ်တိုင်ကိုကြကဲတင်ခြင်းစိတ်ချမှုရရှိပြီးတဲ့သမာတရားကိုမှန်ကန်စွာပိုင်းခြားနားလည်ပြီးတော့သိကျွမ်းရင်းနေပြီးတော့အဲ့ဒါကကျွန်တော်တို့အတွက်အရေးကြီးဆုံးသာသနာပြုစေရလေလုပ်ရမယ်အရာဖြစ်တယ်ကိုယ်မှမရှိတဲ့အရာကိုငါ့ကိုပေးလို့မရတဲ့အတွက်ကြောင့်အဲကြောင့်သင်ရဲ့မိသားစုကိုသင်ကခရစ်တော်နဲ့မိတ်ဆက်ပေးရတော့သင်ရဲ့မိသားစုကိုခရစ်တော်ကိုရရှိတော်သူတွေဖြစ်အောင်လုပ်ရတော့သင်ရဲ့မိသားစုကိုဖျားနဲ့ယဉ်ကျေးကျွမ်းဝင်အောင်လုပ်ရတော့မယ်ဆိုရင်သင်ကိုယ်တိုင်ကခရစ်တော်ကိုရတော့သူသင်ကိုယ်တိုင်ကခရစ်တော်နဲ့ယဉ်ကျေးကျွမ်းဝင်တော့သူသင်ကိုယ်တိုင်ကဖျားခင်နဲ့တိကျွမ်းတော်သူဖြစ်ဖို့ဒါဟာအရေးကြီးဆုံးသောအချက်ဖြစ်ပါတယ်။ဆိုတော့မိသားစုနဲ့သာသနာပြုခြင်းမှာသင်ကိုယ်တိုင်ကဖခင်သင်ကိုယ်တိုင်ကသင်အိုသင်ကိုယ်တိုင်ကသာသနာပြုเสียဆိုရင်ဒီအချက်တွေဟာသင်အတွက်အရေးကြီးဆုံးသောအချက်ဖြစ်တယ်ဆိုတာကိုမမေ့ဘူးလို့အသင်းတော်အစအိမ်ထောင်ကားလည်းလားဆောင်းပုံလေးပေါ့နော်အသင်းတော်အစအိမ်ထောင်ကားတကယ်တော့အသင်းတော်ဆိုတာအိမ်ထောင်ငယ်လေးတွေစုထားပြီးအသင်းတော်ဖြစ်လာအဲကြောင့်အသင်းတော်တစ်ခုရဲ့အင်အားကအိမ်ထောင်မိသားစုမှာရှိတာဖြစ်တယ်အိမ်ထောင်မိသားစုတွေကဖျားကိုသိတဲ့အိမ်ထောင်မိသားစုဖြစ်ရင်အသင်းတော်ကဘုရားကိုသိတဲ့အသင်းတော်ဖြစ်လာမိသားစုတွေကအိမ်ထောင်တွေကဘုရားကိုမသိတဲ့အိမ်ထောင်မိသားစုဖြစ်နေရင်အဲ့ဒီအသင်းတော်ကဘုရားကိုမသိတဲ့အသင်းတော်အဲကြောင့်အသင်းတော်ရဲ့အခြေခံဖြစ်တဲ့အိမ်ထောင်မိသားစုတွေကဘုရားကိုတကယ်သိကျွမ်းရင်းနှီးတဲ့မိသားစုအိမ်ထောင်ဖြစ်ဖို့အရန်ရေးကြီးတယ်အဲ့ဒီမှာမိသားစုမှာဘယ်သူကတာဝန်အရှိဆုံးလဲဆိုတော့ဖခင်တူမမိတမန်ကျမ်းစာအရဖခင်ဖခင်တွေကအိမ်ထောင်မိသားစုမှာအရေးကြီးတယ်လို့ကျွန်တော်တို့ကနားလည်နော်အဲ့တော့ကျွန်တော်တို့ဒါကတော့ကျွန်တော်တမန်ကျမ်းစာအခြေခံအပိုင်းကိုကျွန်တော်ပြောသွားတာနော်တမန်ကျမ်းစာရဲ့အခြေခံအပိုင်းကိုပြောသွားတာခုမိသားစုနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောသွားမယ်ဆရာလည်းခုနကပြောသွားတဲ့အထဲမှာတချို့ပါတယ်ဆိုတော့အဲ့မှာပါလဲဆိုတော့ကျွန်တော်မိသားစုကိုဂယုစိုက်တယ်เนาะမိသားစုဂယုစိုက်ဖို့လိုတယ်လို့ပြောတယ်เนาะဒီမှာလည်းမိသားစုကိုမပြုစုတဲ့သူကလို့ပြောတယ်เนาะမယုံကြည်သူတဲ့ရုပ်မှာဆိုတော့မိသားစုကိုဂယုစိုက်တယ်မိသားစုကိုပြုစုတယ်ဆိုရင်ဘာလို့ဖို့လိုလဲဆိုတော့မိသားစုကိုအချိန်ပေးဖို့လိုတယ်မိသားစုကိုအချိန်ပေးလိုက်လို့ဘုရားကျောင်းကိုအချိန်ပေးလို့မရတော့ဘူးဆိုတာလည်းမဟုတ်ပြန်ဒီနေ့က family time လို့ခါကြောင်းလာတော့ဒီနေ့က family time လို့ခါကြောင်းရဲ့ event တွေကိုကျွန်တော်မသွားတော့ဘူးဒါရဒါမှန်ကန်တဲ့ reason မဟုတ်ဘူးအကြောင်းပြချက်မမှန်ဘူးเนาะအတင်းတော်ရဲ့ program ကတပတ်လုံးရှိနေတာလည်းမဟုတ်ဘူးတင်းတော်ရဲ့ program ကတစ်လလုံးရှိနေတာလည်းမဟုတ်တော့တင်းတော်ရဲ့ program နဲ့မထိခိုက်တဲ့မိသားစုကိုအချိန်ပေးနည်းတွေအများကြီးရှိပါတယ်တော့အတွေ့အကြုံပြောပြမယ်ဆိုကျွန်တော်အဖေကကျွန်တော်တို့ကိုအမြဲတမ်းမိသားစုအချိန်ပေးနေရှိတယ်။ညနေစာခင်းစားပြီးတိုင်းမှာမိသားစုလမ်းလျှောက်တယ်။အချိန်ပေးတာပဲ။မိသားစုအိမ်တကားပိတ်တယ်။ပြီးရင်လမ်းလျှောက်တယ်။ကျွန်တော်ဘဲမှာသွားဆံကြည့်ဘောလုံးလေးကိုပတ်လျှောက်တယ်။မှာကလေးတွေကျွန်တော်တို့ရဟိုပြေးဒီပြေးအဖေနဲ့အမေတွေကစကားလေးတွေပြောနေသူအားတဲ့ချိန်တွေနေရာဒီအားတဲ့ချိန်တွေဆိုရင်ကျွန်တော်တို့ကိုရေလိုက်ကူးပေးတယ်အဲ့လိုမျိုးဆိုတော့မိသားစုကိုတကူးတကချိန်ပေးတယ်ဟောသူကကျွန်တော်ဖေကချက်ဆော့တာကြားဆော့တာဝါသနာပါတယ်ပင်းပေါင်ရိုက်တယ်ကြက်တောင်ရိုက်တယ်ကျွန်တော်တို့ ਨੇ နေ့တိုင်းဒါတွေဆော့ပေးတယ်သူအားလို့ဆော့တယ်တားမီကိုအချိန်ပေးတယ်ဒီလိုအချိန်ပေးတဲ့အခါမှာသူတားပြီးတဲ့မိဘကြားမှာယဉ်ကျေးမှုတွေရတကူးတကကြီးအချိန်ယူတာမျိုးမဟုတ်ဘူးလေကျွန်တော်တို့ရတဲ့အချိန်ကြီးသူတစ်ဖြင့်ကျွန်တော်တို့
မိသားစုထမင်းစားဝိုင်းကသားသမီးကိုအချိန်ပေးဖို့အကောင်းဆုံးအချိန်ပဲဖြစ်တယ်ကျွန်တော်အဖေဆိုလို့ရှိရင်မိသားစုတွေနဲ့အချိန်ပေးတဲ့အခါမှာထမင်းစားချိန်ကမိသားစုမဆိုရင်ဘယ်တော့မှထမင်းမစားရအောင်ဒါစီကံမိသားစုမဆိုရင်ထမင်းစားရအောင်ငါဘိုက်စားလို့ကြိုစားနေမယ်ဘိုက်စားတခုစားနေဒါပေမဲ့မိသားစုထမင်းစားဝိုင်းမှာလူဆောင်ရမယ်ဘိုက်အရန်စားလို့ဆိုရင်အစာတွေတစ်ခုခုစားလိုက်ရအိစားရှိစားမဟုတ်စားမလားလက်ဖက်ရည်တောင်းလာရဒါပေမဲ့ထမင်းစားဝိုင်းမှာထိုင်ဖို့ထိုင်ရမယ်ထမင်းတူတူစားရမိသားစုစီကံကျွန်တော်ငယ်ငယ်လေးရတာမိသားစုစီကံဆိုတော့နေခင်းသူကရုံးသွားတယ်ကျွန်တော်ကကြောင်းသွားတယ်နေခင်းထမင်းစားကြောင်းဆင်းချိန်ကိုသူအိမ်ပြန်လာနိုင်ဖို့ကြိုးစားတယ်ကျွန်တော်တို့ကြောင်းကနေအိမ်ပြန်တဲ့ချိန်သူကရုံးကနေအိမ်ပြန်ပြီးမိသားစုနေ့လည်စာသူတို့စားတယ်ပြီးရင်သူညနေရုံးဆင်းချိန်ကျွန်တော်တို့ကြောင်းကပြန်ဆင်းပြန်လာချိန်ညနေထမင်းတူတူစားတယ်ကျွန်တော်မိသားစုကိုအချိန်ပေးခြင်းပေါ့နော်မိသားစုကိုအချိန်ပေးခြင်းကဒါမျိုးရှိတယ်။နောက်အရေးကြီးတာတစ်ခုဒီနေရာမှာကျွန်တော်တို့မိသားစုကိုအချိန်ပေးတယ်ဆိုတာတကူးတကအချိန်ပေးဖို့မဟုတ်ဘူး။တစ်ခါတည်းရန်ကျွန်တော်ရဲ့သားသမီးတွေကကျွန်တော်တို့ကိုဂရုစိုက်ခြင်းခံခြင်းတဲ့အချိန်ရှိတယ်။အဖေဒီမှာသားတွက်ထားတဲ့တင်ချာလေးကြည့်ပေးပါဦး။ဒါမှမဟုတ်တမီးဆွဲထားတဲ့ပကြီးကားချက်လေးကြည့်ပေးပါဦး။တခုခုသူတို့လှုပ်လို့သူတို့ဂုံယူပြီးတော့လာပြီးတော့ပြောတဲ့အချိန်လေးအဲ့အခန့်တန်လေးစက္ကန့်ပိုင်းလေးတခုကိုကျွန်တော်ကဂယုမဆိုင်လိုက်မိဘူးဆိုရင်တင်ကြတဲ့ချိန်မှာသူ့ကိုတနာရွက်ပေးတနေကုန်မဲ့ချိန်ပေးအဲ့ဒီအချိန်ကသူ့အတွက်ဒါ quality time ဟုတ်အဲ့ဒီသူအရန်ကိုစိတ်ဆန္ဒပြင်းပြပြီးတော့လာချင်းကပ်လိုက်တဲ့အချိန်လေးတည်ငါလေး3စက္ကန့်5စက္ကန့်လောက်အချိန်လေးမှာသူ့ကိုအေးပါလေအရန်လာတာပဲအရန်ကောင်းတာပဲတော်လိုက်တာစက္ကန့်ပိုင်းတော့အချိန်လေးနည်းနည်းလေးပေးလိုက်တဲ့ဟာသူ့အတွက်ကြီးမားတဲ့ကျင့်တဲ့ပုဂ္ဂိုလ်ရပြီးတော့သူ့အတွက်ဒါ quality time လို့ခေါ်တယ်။ရန်ကိုတန်ဖိုးရှိတဲ့အချိန်သူ့အတွက်ဖြစ်သွားတယ်။အဲကျွန်တော်တို့တွေကအတီးပြုဖို့လုပ်တယ်။နော်အချိန်ပေးတယ်ဆိုတဲ့နေရာမှာလည်းတကူးတကအချိန်ကြီးအများကြီးပေးတာလို့မဟုတ်ပဲလေသူတို့ကိုကျွန်တော်တို့ရဲ့အတိအမှတ်ပြုခြင်းကိုသူတို့ကခံချင်တယ်။ကလေးတွေကလည်းမိဘရဲ့အတိမတ်ပြုခြင်းကိုခံချင်အဲ့ဒီသူတို့အတိမတ်ပြုခြင်းခံချင်နေတဲ့အချိန်လေးမှာသူတို့အတိမတ်ပြုပေးလိုက်တာသူတို့အယတ်တန်ဖို့ရှိတယ်အဲ့ဒါကျွန်တော်မမေ့ဘူးပေါ့နော်ပြီးတဲ့အခါမှာအဲ့လိုမျိုးကျွန်တော်တို့ကသူတို့ဂယုစိုက်ခြင်းနဲ့ကျွန်တော်ရဲ့ဂယုစိုက်ခြင်းကိုမိဘရဲ့ဂယုစိုက်ခြင်းကိုခံချင်တဲ့သားသမီးတွေကိုကျွန်တော်တွေကဂယုမစိုက်ဘူးအလေးမထားပဲလေအဲ့လိုလိလူရှုတာကြာလာလို့ရှိရင်သူတို့ကဘာလုပ်လာတတ်လဲဆိုတော့မကောင်းတဲ့အမှုအကျင့်နဲ့တောက်ပြန်လာတယ်။မကောင်းတဲ့အမှုအကျင့်ဆိုတာစိုးသွမ်းတဲ့အပြုကိုပြောတာ။မကြခဏစိတ်ဆိုးပြတာဖြစ်မယ်။ဒါမှမဟုတ်ဒေါသထွက်ပြတာဖြစ်မယ်။ခုလောက်ပြတာရှိတယ်။တကယ်တော့သူတို့အဲ့ဒါစိုးချင်လို့မဟုတ်ဂယုစိုက်ခံချင်လို့ဖြစ်တယ်။ငါဒီလိုဆိုးလိုက်ရင်ငါမိဘကငါ့ကိုဂယုစိုက်တယ်။ငါလိမ္မာနေငါမိဘကငါ့ကိုဂယုမစိုက်ဘူး။အဲ့ဒီ mindset ကြီးကဝင်သွားတာငါလိမ္မာနေတဲ့ချိန်မှာငါမိဘငါ့ကို view ဆိုင်ငါစိုးတဲ့အခါမှာငါမိဘဟေးဘာလုပ်နေရလဲအဲ့ view ဆိုင်လာလေနေဘလို့တွေလုပ်နေရလဲ view ဆိုင်လာပြီလေအဲ့လို view ဆိုင်မိ attention ကိုခေါ်တော့နော်မိဘရဲ့ attention ကိုလိုချင်တဲ့အခါမှာမိဘက attention ရဖို့ရတဲ့သူကစိုးပြရတော့အဲ့ဒီ mindset ကြီးကိုသူတို့ထည့်မဝင်အောင်လို့ကျွန်တော်တို့ကစောစောစီစီသူတို့ကရင်ကြီးကြီးအပြုတ်ပူနဲ့လာပြီးတော့အတန်ရှင်ယူတဲ့ချိန်မှာကျွန်တော်ဘာလုပ်ပေးရမလဲဂယုစိုက်ပေးလို့အဲ့အရင်ကြီးကြီးဒါစိတ်ပညာမှာကလေးစိတ်ပညာခြိုင်းဆိုင်ကိုလို့အဲ့ဒါလေအဲ့ကြောင့်မိဘရဲ့ခြိုင်းဆိုင်ကိုလို့ဒီလေတီးဖို့လို့ဘယ်တိုက်ရွယ်မှာဘယ်ကလေးတွေကဘယ်လိုအပြုတ်ကိုရှိတယ်ဘယ်လိုစိတ်နေစိတ်ထားရှိတယ်ဒါတွေကျွန်တော်မသိလို့ရှိရင်ကျွန်တော်တို့ကလေးတွေကိုအချိန်ပေးတာတွေကမှားယွင်းတဲ့အချိန်ပေးမှုတွေလည်းဖြစ်တတ်တယ်ဒါတွေကျွန်တော်တို့နားလေပို့ရတဲ့ဒီကျမ်းနဲ့လိုအပ်တယ်ဆိုတော့ပြောပြချင်တော့အိမ်စာတပုတ်မှာပါပြောလဲဆိုတော့ဒီအိမ်မှာမယုံကြည်သူတွေအများကြီးရှိတယ်ဒီမှာမယုံကြည်သူတွေအများကြီးရှိတယ်လို့ပြောတယ်ဒါပေမဲ့အဲ့ဒါတွေ့ရတယ်ဒီလေဘောင်းဆိုလို့ချင်တာလဲဆိုတော့အဲ့ဒီအိမ်မှာကလေးတွေအားလုံးကပြတ်တော်ကိုမရရင်သူတို့ဟာတွေ့ရလို့ပြောပြီးတယ်ယုံကြည်သူတွေ
ဟုတ်လားအာဆိုတော့ခရိယန်လို့ပြောပြီးမယ်ဒေါမိသားစုတွေမှာမယုံကြည်သူတွေရှိတယ်ကဲတင်ချင်းစိတ်ချမှုမရသေးတော့သာသမီတိုင်းကမယုံကြည်သူတွေဖြစ်တယ်ဒါကြောင့်သူတို့တွေကိုယုံကြည်ပြောင်းလဲလာအောင်လုပ်ဖို့ရတဲ့အာဏာပြုဆရာတွေကကျွန်တော်တို့မိဘတွေဖြစ်တယ်အဲကျွန်တော်တို့တတိပြုဖို့ဒီလိုပေါ်တော့တန်ရှင်တော်ဝင်းတို့စင်တဲ့တော့ကတင်လို့ဒီကိုယ်ကိုခံရရေးယေရုရှလင်မြို့မှာစတော့ခမတော်တိရှိမှာယေရုရှလင်မြို့မှာစတော့ယေရုရှလင်မြို့ဆိုတာဘာလဲတင်းရဲ့အိမ်ကြီးချင်းကိုပြောတာလားတင်းရဲ့မြို့ရွာကိုပြောတာလားတင်းအိမ်သားကဖြတ်သွားတဲ့သူတွေကိုပြောတာလားတကယ်တော့ယေရုရှလင်မြို့တင်းရဲ့ကလေးတွေပဲဖြစ်ပါတယ်ဒီနေရာမှာတော့တင်းရဲ့ကလေးတွေဖြစ်တင်းရဲ့မိသားစုဝင်ဖြစ်ပါတယ်ယေရုရှလင်မြို့တော့တင်းရဲ့မိသားစုနဲ့တင်းရဲ့သားသမီးတွေကိုခရစ်တော်နဲ့ထိတွေ့လာအောင်လို့ကျွန်တော်တို့ကဦးစားပေးပြီးတော့ပြောဖို့ရတဲ့လိုအပ်ပါတယ်ကလေးတွေရဲ့ကလေးတိုင်းဟာတည်ယူခြင်းနဲ့စိတ်နှလုံးသားရှိတော့ကလေးတွေအမြဲတမ်းသူကလမ်းမင်းလို့အမြဲတမ်းသူကတည်ယူနေတာဖြစ်တယ်အဲ့လိုသူတို့တည်ယူနေတဲ့အချိန်မှာကျွန်တော်တို့တွေကမှန်ကန်တဲ့ဖျားစကားနှုတ်ဘတ်တော်ကယ်တင်ခြင်းအကြောင်းကိုပြောပြလိုက်အဲ့ဒီတည်ယူခြင်းတွေကအသေးသေးလေးဆွဲသွားပြီးတော့သူတို့တွေကဖြစ်တော်ကိုရသွားဖို့ရတဲ့အញ្ញံတော်ကိုသူကရေပြုတ်နေတယ်နော်သူကတခုခုထဲလိုက်စုပ်သွားတာပဲအလွယ်တူဆိုကျွန်တော်လူကြီးတွေနဲ့မတူဘူးကျွန်တော်တို့တွေကချက်ချင်းမစုပ်ယူဘူးကျွန်တော်တို့အသက်ကြီးသွားလို့ရှိရင်ချက်ချင်းကျွန်တော် observation မကောင်းတော့မစုပ်ယူနိုင်တော့ observe လုပ်ဘူးအသင်ချင်းတို့တရားကအများကြီးကျွန်တော်တို့ကိုစန့်ကျင်ဘက်တွေလုပ်တာကလေးတွေကအဲ့လိုမဟုတ်သူတို့တွေကအရန်ကိုယူသားအဖေပြောလို့ရှိရင်အရန်ကိုယုံတယ်အမေပြောလို့ရှိရင်အရန်ကိုယုံတယ်အဲ့ဒါကိုကျွန်တော်တို့တွေကအခွင့်အရေးယူပြီးတော့သူတို့တွေကိုတော့ပြောပြဖို့လိုပြီးရင်ကလေးတွေကလူကြီးနဲ့မတူကလေးတွေကသူတို့ကြားချင်တဲ့ຢာအခါတရားတော့ကြားချင်လူကြီးတွေတစ်ခါကြားပြီးနောက်တစ်ခါကြားချင်ခုကျွန်တော်ပြောတဲ့ဟာနောက်နေ့ဒီမှာပြန်လာတော့ဘူးမနာအောင်ကလေးတွေကသူတို့ကြိုက်တဲ့စာအုပ်တအုပ်ကိုဖတ်ခိုင်းညတိုင်းဖတ်ခိုင်းတာတို့ကြိုက်သွားပြီဆိုအဲ့ဒီပုံပြစာအုပ်တို့ကြိုက်သွားပြီဆိုညတိုင်းဒီအပုပ်ကိုပဲဖတ်ခိုင်းနေတော့တာသူထက်ခါကြားချင်တဲ့စိတ်တို့မှရှိအဲ့တော့ကျွန်တော်တို့ဟာယေရှုကြောင့်ငါပြောပြီးပြီတခြားကြောင့်ပြောမယ်မဟုတ်ဘူးယေရှုကြောင့်ကိုပြောပါထက်ခါပြောပါကလေးကဲတင်ချင်းကြောင့်ထက်ခါပြောပါသူတို့ကအမြဲတမ်းထက်ခါကြားချင်တဲ့သူတွေဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့မမေးဖို့လူတွေကဲတင်ချင်းကြောင့်သူတို့တွေမေးလိုက်မယ်ကလေးတွေကရမ်းမေးဖို့များတဲ့သူတွေဖြစ်တယ်နော်ဘာဖြစ်လို့လဲရမ်းမေးတယ်မေးဖို့များတဲ့သူကကလေးတွေဖြစ်တယ်ဘာသူတို့ကလမ်းမင်းလို့ရတယ်တင်ယူနေတဲ့အတွက်ကြောင့်တင်ယူခြင်းမှာမေးဖို့အဓိကမေးတယ်ဟောဘာဖြစ်တာလဲဘာဖြစ်တာလူကြီးတွေစိတ်မရှိတော့နော်စိတ်ရှည်ပါကလေးတွေလေးတဲ့ခါကျရင်ဖြေနိုင်ဖို့ရအတွက်ကျွန်တော်တို့စူးစမ်းပြီးတော့မသိရင်လည်းရိုးရိုးသားသားဟေးငါမသိသေးဘူးငါသိအောင်လုပ်ပြီးပြန်ပြောမယ်ပြီးရင်လည်းမလိန်နဲ့ပြောမယ်ဆိုတော့ပြန်ပြောနိုင်အောင်ဒေသလေးလာပြီးပြန်ပြောလိန်နေဆိုလို့ရှိရင်တို့ကသိတယ်မှတ်ထားတယ်နော်အဲ့ဒါလည်းကျွန်တော်အရင်သတိပြုရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အရင်ရေးကြည့်တယ်ကလေးတိုင်းဟာအေဝံဂေလိသတင်းစကားကြားဖို့ရအတွက်လိုအပ်နေကြတာဖြစ်ပါတယ်လူကြီးလည်းတူပါပဲနော်လူကြီးလည်းတူပါပဲဒါပေမဲ့ဒီမှာမိသားစုမှာကလေးတွေကဧဝံဂေလိသတင်းစကားကြားဖို့လိုအပ်တယ်တုတ်တန်26မှာသူငယ်သွားရလမ်းဝါးတိုင်းတုံတင်တော့တို့ပြုလေသူဒီအိုတော့ခါသူ့လမ်းမမလွယ်လိုက်သွားလိုက်တယ်။တော့ငယ်ရွယ်တဲ့အချိန်မှာကျွန်တော်တို့ပြောတဲ့အရာကကြီးတဲ့အထိပါသွားမှာဖြစ်တယ်။အဲကြောင့်ငယ်ရွယ်တဲ့အချိန်မှာကလေးကကလေးတွေကိုကျွန်တော်တို့ပြောဖို့လိုတယ်။တော့ကလေးတွေကိုဘယ်အချိန်မှာအေးမူစပြောတဲ့တယ်ဆိုတော့2နှစ်3နှစ်ရွယ်မှာစပြောတဲ့နေပြီတဲ့။နော်အဲ့တော့နောက်ကျပြီတဲ့အမိဝမ်းထဲမှာကိုဝင်ဆောင်တဲ့အချိန်မှာတော့ကျန်းစာဖတ်ပြလို့ရတယ်။သူတို့ကိုပုံပြင်ပြောပြလို့ရတယ်။အဲ့ဒါကိုဝင်ဆောင်တွေအတွက်ပုံပြင်ပြောလို့ရတယ်နော်ကိုဝင်ဆောင်တဲ့အချိန်မှာပုံပြင်ပြောလို့ရတယ်။ဒါကြောင့်တွေ့ရတယ်ကလေးတွေပေါ်မှာကျွန်တော်တို့ရင်းနှီးမြှုပ်နှံပို့လို့တယ်။ကျွန်တော်တို့တွေကကြီးလာမှကလေးတွေအတွက်နော်ငွေတွေစုပေးကြတယ်။ကျွန်တော်တို့တကယ်ပဲကလေးတွေကိုရင်းနှီးမြှုပ်နှံခြင်းတယ်ငယ်ရွယ်တဲ့အချိန်ကလေးကဖျားနိုင်တမန်တရားမှာ
ကျွန်တော်တို့ဘုရားနှုတ်ဘတော်ထဲမှာယဉ်ဒီနှုတ်နဲ့ကိုယ်ရံအတွက်လိုအပ်တယ်ဂလာတိခန်းကြီး6ခန်းငယ်9မှာငါတို့ဒီအားမလျှော့စိတ်မပြတ်တဲ့ကောင်းသောကျင့်ကိုကျင့်ကြဖို့ထိုတို့တည်ကြည်၍ကျင့်နေအချိန်တန်သောအခါအသီးနှံကိုရိပ်ရကြလို့ကလေးတွေကိုအချိန်ပေးခြင်းဟာသင်တို့အတွက်အရန်နဲ့အချိန်ဖြုံးတယ်လို့ခါတည်းရဲ့သင်ကောင်းခင်လေးဒါပေမဲ့ချက်ချင်းမပြောင်းလဲပြီလေသူတို့ကိုအချိန်ပေးမယ်ဆိုလို့ရှိရင်အချိန်တန်တဲ့အခါမှာသူတို့တွေကအသီးပွင့်ကိုမြင်ရမှာဖြစ်ပါတယ်နော်အပင်ဆိုင်တဲ့အခါမှာချက်ချင်းတီးတဲ့အပင်တော့ရှိပါဘူးဒီတော့နော်နှစ်ရှည်ပင်ကပိုပြီးကြာပါမဟုတ်လားနော်နှစ်တူပင်ကအခုဆိုင်တလားတော့အပင်ပေါ့မကြာခင်ဘာဖြစ်သွားလဲတည်သွားတာဟုတ်နှစ်တူပင်ကရေတူဝဲခံနှစ်ရှည်ပင်ကရေရှည်ခံတယ်ဒါပေမဲ့အတီးတီးတဲ့ချိန်ကလည်းပိုပြီးစောင့်ဆိုင်ရတဲ့အချိန်ကြာဒီကလေးတွေရဲ့တက်တာပါဝါနဲ့ဆိုင်တဲ့အတီးကိုပြီးစေတယ်ဆိုတော့အချိန်များများပေးပြီးစောင့်ဆိုင်ပြီးတော့ပြီးစုတိုးထောင်ပေးဖို့အရန်လိုအပ်ပါရေတူကိုမကြည့်ပါနဲ့ရေရှည်ကိုကျွန်တော်စဉ်းစားပါအခုဒီနေ့ဆုံးမမြစ်တန်လိမ့်မာတာလို့လိုချင်တယ်နော်မလိမ့်မာရင်တော့ကျွန်တော်ကစိတ်ပြက်ချင်တယ်အဲ့လိုဆုံးမတာဘာကြောင့်မလိမ့်မာလဲနော်တစ်ခါပြောလို့လည်းကျွန်တော်တော့လိမ့်မာလို့မရအောင်လေတော့ကလေးတွေလည်းဘယ်တော့မှတစ်ခါနေနေတော့လိမ့်မာလာမှာမဟုတ်တော့အကျဉ်းချင်းအချိန်များပြီးပြီးတော့တုံတင်လမ်းပြဆုံးမပြီးတော့ဘုရားစကားကိုတောပြပြီးဖို့ရတဲ့အတွက်အရန်ပဲလိုအပ်ပါအောင်မြင်မှုဆိုတာဖြတ်လန်းလေးမရှိပါဘူးเนาะနေချင်းညချင်းပြီးသွားတဲ့လမ်းမရှိပါဘူးတဲ့အဲကြောင့်သေးနေတဲ့ချိန်လမ်းခြေလမ်းလေးတွေကတဲ့အချိန်ကြာလာတဲ့ခါမှာကြီးမားတဲ့အကွာအဝေးကိုရောက်ရှိသွားစေတယ်ကျွန်တော်တို့ရဲ့သားသမီးတွေကိုခရစ်တော်နဲ့မိတ်ဆက်ပေးခြင်းကိုရေတူတော့ပဲเนาะနွေရာသီတင်တဲ့တစ်ပတ်ဆိုပြီးပြီမဟုတ်ဘူးရေတူကဘာမှမထီရဘူးရေရှိကျွန်တော်သွားရရေရှိမိသားစုကညရတယ်အေးပါနော်တိုးပြတာလေလောက်ရသူတို့ ਨੇ နော်မြေရန်ထိတွေ့ပြီးကျွန်တော်တို့ပြောပြဖို့ရန်အတွက်လို့ဒီတိုင်းကြတော့မိဘကလေးတွေကပထမအဦးဆုံးတော့ဖယားဆိုတော့သူတို့မသိခင်ဘာလို့သူတို့သိလဲအဖေအမေကိုသူတို့အရင်သိမိဘသူတို့ကဖယားအဲကြောင့်မိဘရဲ့အသက်ရှင်မှုပုံစံကသားသမီးတွေအတွက်အရန်အရေးကြီးတယ်တော့ဖယားကိုမသိခင်မှာသူကမိဘကိုမြင်သိတာဟုတ်နော်မိဘပြောစကားကဖယားစကားကဲလို့သူတို့ကယုံတယ်အဲကြောင့်ကျွန်တော်တို့ကသူတို့ကိုမှန်ကန်တာတွေကိုသင်ပြီးတော့မှန်ကန်တာတွေပြောပြရင်သူတို့အသက်တာကမှန်ကန်တဲ့အပြီးတွေပြီးလာလိမ့်တမန်တရားမျိုးစေ့ကိုကျဲရင်တမန်တရားအပြီးကိုပြီးမယ်ဇာတိမျိုးစေ့ကိုစိုက်ရင်ဇာတိအပြီးကိုပြီးလာကြလိမ့်အဲကြောင့်ကျွန်တော်တို့ရဲ့သားသမီးတွေကဘယ်လိုအသီးသီးကလည်းတော့မိဘတွေဘာဆိုင်ခဲ့လဲဘာဆိုင်ခဲ့တယ်လဲရဲ့အဖြစ်ပဲအဲဆိုရင်တနေ့ကျရင်တာမီးကိုကြည့်တယ်။အော်ငါဆိုင်ခဲ့တာဒီပင်နေပါလား။ဒီကလည်းဟိုပေပေဒီကောင်းစားခြင်းအပင်ကောင်းဆိုင်ဖို့လိုတယ်။အတီးကောင်းစားခြင်းအပင်ကောင်းဆိုင်ဖို့လိုတယ်။ကျွန်တော်တို့ကကလေးတွေရဲ့အနာဂတ်ပညာရေးကလေးတွေအနာဂတ်ငွေကြေးเนาะကျွန်တော်အဲ့ဒါကြောင့်ကျွန်တော်တို့တွေကစီမံကိန်းတွေချတယ်။ကလေးတွေရဲ့အနာဂတ်ဝိညာဉ်ကိုစီမံကိန်းချတဲ့မိဘအရန်နေ။ဒါကျွန်တော်တို့ကလေးတွေရဲ့အနာဂတ်အထူးသဖြင့်ကဲတင်ချင်းရရှိဖို့ဝိညာဉ်ရေးနဲ့ဆိုင်တဲ့မိသားစုပုံစံတည်ဆောက်ဖို့ရန်အတွက်လည်းအရန်အရေးကြီးပါတယ်။နော်။သားသမီးတစ်ယောက်ကိုခရစ်တော်ထံပို့ဆောင်ပေးလိုက်တဲ့မိဘလောက်ချုံမြိန်နဲ့ရတာမရှိပါဘူးနော်။သားသမီးကိုခရစ်တော်နဲ့ထိရစေဖို့လုပ်ပေးလိုက်တဲ့မိဘလောက်သူ့တက်တာမှာချုံမြိန်မှုခံစားရတဲ့မိဘမရှိပါဘူး။သားသမီးတွေပွဲရသွားတာဝမ်းသာနိုင်တယ်။သားသမီးတွေလူကြီးဖြစ်ပြီးတော့ကောင်းစားသွားတာပျော်တယ်ဒါပေမဲ့သားသမီးတွေခရစ်တော်ကိုရသွားတာအဲ့ဒီတည်းပို့ပြီးပျော်ဖို့ကောင်းတာဖြစ်ပါတယ်နော်ဆိုတော့ကျွန်တော်အဆုံးသက်စာလံ88တစ်ကနေ8ကိုကျွန်တော်ဖတ်ပြီးတော့အဆုံးသက်ရအောင်စာလံ88အပိုင်းငယ်တစ်ကနေ8အဲ့ဒီကျမ်းပိုက်ကမိဘရဲ့အထူးသဖြင့်ကျွန်တော်တို့မှာဖခင်နေဆိုတော့ဖခင်တွေရဲ့က
ခံယူချက်ဖြစ်ရနော်ကျွန်တော်တို့ဖခင်တွေရဲ့ခံယူချက်ဖြစ်ရစာလ88အပိုင်းနေ8ကျွန်တော်တို့ဖုန်းတွေမှာ